အားလုံးပဲမင်္ဂလာပါ Learning Mathematics with Teacher Pinky Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Grade 12 Mathematics Chapter 6ရဲ့ Cognitive Section Notepad 4အပိုင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ Teacher ရဲ့ Channel လေးဖြစ်တဲ့ Learning Mathematics with Teacher Pinky Channel လေးတွေကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်ကဲဒါဆိုရင် Teacher တို့စပြီးတော့လေ့လာလိုက်ကြရအောင်ချဲ Notepad 4မှာဘာကြောင့်ရအောင်ပြောချင်တာလဲဆိုရင်တော့ကျွန်တော် parabola နဲ့ပတ်သက်တဲ့ general form of equation ကိုတွားချင်တာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့အရှိမတော့က parabola အကြောင်းရဲ့ parabola ရဲ့ properties ရဲ့ parabola နဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးတွေကိုဒီချက်တို့ Notepad 3မှာလေ့လာခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီချက်တို့အခုက parabola နဲ့ပတ်သက်တဲ့ equation တွေအပိုင်းကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့သွားမယ်ပထမဦးဆုံး equation အပိုင်းကတော့ general form ပဲဖြစ်ပါတယ်ကဲဒါဆိုရင်စကြည့်လိုက်ရအောင် The general form of the Cognitive equation ချေရိုရှေ့ပေါ့နော် Notepad 1မှာဒီ Cognitive section ကိုစတင်ပြီးဆိုကြတဲ့ကဒီ circle ရှိတယ် parabola ရှိတယ် hyperbola ရှိတယ် ellipse ရှိတယ်ပေါ့နော်အဲ့ဒါတွေအားလုံးကိုချေရိုက Cognitive လို့ခေါ်တယ်အဲ့ဒီ Cognitive section နဲ့ပတ်သက်တဲ့ general equation ဒီ equation ပါပဲ ax square plus bxy plus cy square plus dx plus ey plus f equal to 0ပါအဲ့ဒီတဲကမှဒီချေရိုကသူ့ရဲ့ဒီပုံစံအရာပေါ့နော် circle ဆိုရင် circle အလျက် parabola ဆို parabola အလျက်ပေါ့အဲ circle မှာတော့ဆိုကျွန်တော်တို့ x y tan မရှိဘူးကျန်တာတွေက a နဲ့ c နဲ့ကတူရတယ်ပေါ့နော်ဒါဆိုရင်ဒီကျွန်တော်တို့ a တန်မိုးနဲ့ c တန်မိုးနဲ့တူမယ် x y တန်မရှိဘူးတနည်းအားဖြင့် b တန်မိုးသာ0ဖြစ်မယ်ဆိုရင်ဒီကျွန်တော်ရဲ့ equation ကြီးဒီ circle equation ဖြစ်ပြီပေါ့အဲဒါဒီကျွန်တော်တို့ရှေ့မှာတော့က circle နဲ့ပတ်သက်တဲ့ general form တွေ standard form တွေကိုလေ့လာခဲ့တယ်အခုဒီကျွန်တော်တို့ဒီ general cognitive equation ရဲ့ general equation ကြီးကနေပြီးတော့ကျွန်တော်တို့ parabola ဖြစ်ချင်တယ်ဆိုရင်တဲ့ဒီနေရာမှာလဲဒီချေရို parabola မှာလဲ x y tan မရှိရပါဘူးဒါကြောင့် b က0နဲ့ညီသွားပါလိမ့်မယ်ဆက်ကြည့်အောင်if one of a and c equals 0ဒီတခါ a သို့မဟုတ် c နှစ်ခုလေးကတစ်ခုကတော့0နဲ့ညီမယ်ဆိုရင် x y tan မရှိဘူး b တန်မိုး0 a နဲ့ c နှစ်ခုလေးကတစ်ခုက0ဖြစ်မယ်ဆိုရင်ဒီချယ်တို့ရဲ့ equation ဒီ began a parabola ဘာ equation ဖြစ်လာမလဲဆိုရင် parabola equation ဖြစ်လာပါမယ်ကဲဒါဆိုရင်ဒီချယ်တို့c သာ0ဖြစ်သွားမယ်ဆိုရင်ဒီချယ်တို့ရဲ့ parabola equation ဒီ ax square plus dx plus ey plus f equal to 0အဲ့လိုမဟုတ်ဘူး c သာ a သာ0ဖြစ်မယ်ဆိုရင် cy square plus dx plus ey plus f equal to 0ပါတဲ့ဒါဆိုရင်ဒီချက်တို့ cognitive equation ကနေ parabola equation ဖြစ်ဖို့အတွက်ဆိုရင်ချက်တို့ x y tan မရှိရဘူး a သို့မဟုတ် c ကတခုမဟုတ်တခုတော့ဘာဖြစ်ရမလဲဆိုရင်0နဲ့ညီရမယ်ကဲဒါဆိုရင်ဆက်သွားရအောင်adverse to equation အခုဒီချက်ပြောလိုက်တဲ့ equation နှစ်ခုကိုခေါ်ပါတယ် the general form of equation of a parabola ရဲ့ general form of equation လို့ခေါ်ပါတယ်တဲ့ကဲဒါဆိုရင်ဒီချက်တို့ parabola နဲ့ပတ်သက်တဲ့ general form of equation လေးနှစ်ကြောင်းကိုသိသွားပါပြီကဲဆက်သွားရအောင်ဒီချာတို့သိထားတဲ့ quadratic function တနည်းအားဖြင့် ax square plus bx plus c ဒီလေသူဒီဘာလို့ပြောလို့ရလဲဆိုရင် parabola လို့ပြောလို့ရပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ချာတို့ parabola equation လေးတွေကိုစစ်ကြည့်လိုက်ရင်ဒီချာတို့ x ဆိုရင်လည်း x square ပါမယ် y ဆိုလည်း y square ပါမယ်ပေါ့နော်။အဲ့တော့နှစ်ထပ်ကိန်းလေးတွေပါနေတယ်။ဒါဆိုရင်ချာတို့ကအဲ့ဒီ function ကိုဘာလို့ပြောလို့ရလဲဆိုရင် parabola လို့ပြောလို့ရပါတယ်တဲ့။ဒီနေရာမှာ a ဒီ not equal to 0။ဘာကြောင့်လဲ a သာ0ဖြစ်သွားမယ်ဆိုရင်ဒီချာparabola မဖြစ်နိုင်တော့ဘူးသူကမြင်းတစ်ကြောင်ပဲဖြစ်တော့မြင်းတစ်ကြောင်ပဲဆွဲလို့ရတော့မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့နှစ်ထပ်ကိန်းကြီးပျောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကလေးတို့တည်ထားမှာက quadratic function နေသည်လေဘာပုံကိုပဲပေးတယ်ဆိုရင် parabola ပုံကိုပဲပေးတယ်ဆိုတာကိုတည်ထားရင်ရပါပြီ။ဒါကဘဟုတုတအနေနဲ့တည်ထားရုံပါပဲနော်။ဟုတ်ပြီကဲဒါဆိုရင်ဒီချာတို့ဆက်ပြီးတော့ဘာလေးကိုလေးလာခြင်းလဲဆိုရင်
parabola ရဲ့ equation တွေအကြောင်းကိုလေ့လာမယ်စောစောကတော့ကျွန်တော်ရေပူရပေါ့နော် general form ပေါ့ဟုတ်ပြီကဲဒီတခါ vertex ဆိုဒီကျွန်တော်ဘာမှထားမလဲဆိုရင် 0.0 မှာထားမယ်တနည်းအားဖြင့်မူလ origin နဲ့အမှတ်ပေါ့ x ဝင်ရိုးနဲ့ y ဝင်ရိုးနဲ့စုံတဲ့ origin နဲ့အမှတ် 0.0 မှာ vertex ရှိရဲဆိုပါစို့အဲ့ဆိုရင်ဒီချက် parabola ပုံလေးတစ်ခါတည်းဆွဲထားလိုက်မယ်ဒီချက်တို့ရဲ့ parabola လေးဒီ parabola လေးရဲ့ vertex လေးဒီဘယ်မှာရှိနေလဲဆိုရင် origin နဲ့မှာရှိနေတယ်တနည်းအားဖြင့် 0.0 မှာရှိနေတယ်ကဲဒါဆိုရင်အဲ့ဒီအခြေအနေမှာLet p x, y be any point on the parabola ချတို့ parabola ပေါ်မှာ point to point ရှိရဆိုပါစို့သူ့ရဲ့နာမည်က p အမှတ်က x, y ဘာကြောင့်လဲဒီချတို့ရဲ့ parabola ဒီဘယ် plane ပေါ်မှာရှိနေတာလဲ x, y plane ပေါ်မှာရှိနေတာဒါကြောင့် p အမှတ်ဒီလဲ x တန်ဖိုးနဲ့ y တန်ဖိုးပဲဖြစ်ရမှာဖြစ်ပါတယ်ဟုတ်ပြီကဲဒါဆိုရင်ဒီချတို့ focus လေးဒီချတို့ဒီ x ဝင်ရိုးပေါ်မှာရှိမယ်အဲ့တော့စောစောကပြောထားတယ် v နဲ့ p ကြောင့်ကျွန်တော် p လို့ယူဆထားတာဖြစ်တဲ့အတွက်ကြောင့်သူဒီ x ဝင်ရိုးတိုင်းရွေ့သွားတာဖြစ်တဲ့အတွက်ကြောင့်မူလ x တန်ဖိုး0ကနေ focus ကိုရောက်သွားတော့ကျွန်တော် p တန်ဖိုးရှိသွားပြီအဲ့တော့ y တန်ဖိုးကတော့ vertex မှာလဲ0focus မှာလည်း0ပဲပြောင်းသွားတာဒီ x တန်ဖိုးပဲဖြစ်တဲ့အတွက်ကြောင့် focus ရဲ့အမှတ်ဒီ p, 0ပါဒါဆိုရင် focus သိပြီဆိုကျွန်တော် direct trip လည်းသိပါပြီဘာကြောင့်လဲဆိုတော့ teacher တို့ v ဒီ f နဲ့လည်း equal distance ဖြစ်တယ်လို့အနောက်က direct trip နဲ့လည်း equal distance ဖြစ်ပါတယ်အဲ့တော့သူတို့နှစ်ခုကြားမှာရှိရဲ့ပမာဏကအတူတူပဲအရှေ့ကိုသွားလဲ p ပဲအနောက်ကိုသွားလဲ p ပဲသို့တော့ teacher တို့ရဲ့ direct trip ဒီဘယ်နေရာမှာရှိနေတာလဲဆိုရင် x ဝင်ရိုးရဲ့အနှုတ်ဖက်ခြမ်းမှာရှိနေတဲ့အတွက်ကြောင့်သူဒီ -p ဖြစ်သွားပါတယ်ကဲဒါကြောင့်မလို့ဒီနေရာမှာ x တန်ဖိုးပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီချေတို့ရဲ့ direct trip တန်ဖိုးဒီ x = -p ကဲဆက်သွားရအောင် p is equal distance from the focus p, 0 and d - p, y အဲ့တော့ဒီချေတို့ဒီနေရာမှာ parabola ပေါ်မှာရှိတဲ့အမှတ်ဒီချေတို့ရှေ့ရ definition မှာလည်းပြောခဲ့တယ်လို့ပဲပေါ့နော် direct trip နဲ့ focus ကနေတူညီစွာကွာဝေးနေတဲ့အမှတ်ဒါကြောင့်မလို့ဒီချေတို့ဒီ p ဒီမှာရှိတဲ့ direct trip ပေါ်မှာရှိတဲ့အမှတ် d ကနေလေD ကနေရဒီမှာရှိတဲ့ focus ကနေရအဲ့နှစ်ခုဒီတူညီစွာကွာဝေးတယ်ဆိုတာကိုဒီချက်တို့ရှေ့က parabola ရဲ့ definition အရာလက်ခံလို့ရတယ်သိနိုင်ပါတယ်တဲ့အဲ့တော့ဒီနေရာမှာဆက်ပြီးတော့ရှင်းပြချင်တာက D ဒီဘာကြောင့် -p, y ဖြစ်ရတာလဲအဲ့တော့ဒီမှာရှိတဲ့ x တန်ဖိုးဒီ -p, y အဲ့တော့ဒီမြင့်တစ်လျှောက်လုံးမှာရှိတဲ့ x တန်ဖိုးတွေဒီ -p, y ဖြစ်ပြီးတော့ဒီမှာရှိတဲ့ p ရဲ့အမှတ်က x, y ဒါဆိုရင်ဒီနေရာမှာ y အဲ့တော့ဒီနေရာမှာလဲ y ပဲပေါ့ဒါကြောင့်မလို့ d ဒီ -p, y ဖြစ်သွားရတာဖြစ်ပါတယ်အဲ့တော့ d ဒီ is the foot of the perpendicular from p to the directrix p ကနေ t ကိုတောက်မှတ်မြင်ဆွဲလိုက်တဲ့တနည်းအားဖြင့်အောက်ခြေအမှတ်ကလေးဖြစ်ပါတယ်တဲ့အဲ့တော့ဒီကပြောချင်တာကတော့ p ကနေပြီးတော့ဒီ directrix မြင်ပေါ်ကိုတောက်မှတ်ကြအောင်ဆွဲထားတယ်အဲ့ဒီတောက်မှတ်ကြတဲ့အမှတ်ဒီတနည်းအားဖြင့် d လို့ပြောလို့ရပါတယ်တဲ့အဲ့တော့ p တန်ဖိုးဒီ greater than 0တနည်းအားဖြင့်ဒီချေတို့ရဲ့ p ဒီ3ထက်ကြီးရဲ့အဲ့တော့တနည်းအားဖြင့်အပေါင်းတန်ဖိုးတွေဖြစ်ပါတယ်အဲ့တော့ pf က pd နဲ့တူပါတယ်ဘာကြောင့်လဲဆိုတော့ဒီချေတို့ parabola မှာရှိတဲ့အမှတ်ဒီချေတို့ directrix ကနေရဲ့ focus ကနေရဲ့တူညီစွာကွာဝေးရဲ့အဲ့ဒီအချက်ကြောင့် pd ဒီဘယ်သူနဲ့တူတယ်လို့ပြောလို့ရလဲ pf နဲ့တူတယ်လို့ပြောလို့ရပါတယ်အောက်ပြီးကဲဒါဆိုရင်ဒီချေတို့ဆက်ပြီးတော့ဒီပုံလေးကနေပဲဗာလေးသိနိုင်လဲဆိုတော့point နေသိတယ်ပေါ့ p လည်းသိတယ် d လည်းသိတယ် p လည်းသိတယ် f လည်းသိတယ်ဆိုရင်ဒီချေတို့ distance formula လေးကိုသုံးပြီးတော့ pd တန်ဖိုးနဲ့ pf တန်ဖိုးကိုရှာလို့ရပါတယ်အဲ့တော့ distance formula ဆိုတာအမှတ်နှစ်မှတ်သိတယ်ဆိုရင်အဲ့အမှတ်နှစ်မှတ်ကြားမှာရှိတဲ့အကွာအဝေးကိုရှာလို့ရတယ် square root of h2 - h1 the whole square plus y2 - y1 the whole square ကိုသုံးလိုက်ရင်ရပါပြီဒါဆိုရင်pf မှာဒီချေတို့အမှတ်နှစ်မှတ်ရှိတယ် x ချင်းနှုတ်မယ် y ချင်းနှုတ်မယ်နှစ်ထပ်တင်မယ် root တင်မယ်ဒါဆိုရင် x ချင်းနှုတ်မယ်ဆိုတော့ p - x the whole square y ချင်းနှုတ်မယ်ဆိုတော့ 0 - y the whole square အဲ့တော့ဒီချေတို့ဒီနေရာမှာ root တင်လိုက်ပါတယ်ဒါဆိုရင် pf တန်ဖိုးလေးထွက်လာမယ်အဲ့ဒီလိုပဲ pd ကိုလည်းရှာပါမယ်အမှတ်နှစ်မှတ်သိတယ်ဒါဆိုရင် x ချင်းနှုတ် y ချင်းနှုတ်ပြီးရင်နှစ်ထပ်တင် root တင်ပေါ့နော်
အဲ့တော့ကျတို့စောစောကသိထားတဲ့တစ်ချက်က PD ဒီ PF နဲ့တူပါတယ်ဒါဆိုရင်ဒီကျတို့အစားသွင်းမယ် PF နေရာမှာကျတို့ရှာထားတဲ့တန်ဖိုး PD နေရာမှာကျတို့ရှာထားတဲ့တန်ဖိုးအစားသွင်းလိုက်မယ်နှစ်ဖက်စလုံးကို root ပြောက်ချင်ရင်နှစ်ဖက်စလုံးကိုနှစ်ထပ်တင်လိုက်ပါမယ်ပြီးသွားရင်ဒီမှာရှိတဲ့နှစ်ထပ်ကိန်းတွေကိုအကျယ်ဖြန့်ပါမယ်အဲ့တော့နှစ်ထပ်တင်လိုက်ရင်ဒီကျတို့ root ပြုတ်သွားပြီးတော့ဒါတွေကိုအကျယ်ဖြန့်တော့ရှေ့ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းရဲ့နှစ်ဆနောက်ကိန်းနှစ်ထပ်0 minus y ကတနည်းအားဖြင့်minus y ပဲကြံခဲ့မယ်ပေါ့အနှုတ်နှစ်ထပ်ကအပေါင်း y square အဲ့ဒီလိုပါပဲဒီနေရာမှာလည်းရှေ့ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းရဲ့နှစ်ဆနောက်ကိန်းနှစ်ထပ်ဒီနေရာမှာရှေ့ကိန်းနှစ်ထပ်ဒီအနှုတ်နှစ်ထပ်အပေါင်းနောက်ကိန်းနှစ်ထပ်ဒီအနှုတ်နှစ်ထပ်အပေါင်းရှေ့နဲ့နောက်နဲ့မြောက်ချင်းလို့ပြောရတဲ့အတွက်ကြောင့်အနှုတ်နဲ့နှုတ်နဲ့မြောက်ရင်အပေါင်းဖြစ်သွားပါတယ်ဒီနေရာမှာအဲ့တော့ y minus 1က0ဖြစ်တဲ့အတွက်ကြောင့်အနောက်မှာ0ရေးစရာမလိုတော့ပါဘူးကဲဒါဆိုရင်ဒီကျတို့ခြေလို့ရတာကြီးခြေပါမယ် p ချင်းခြေမယ် h ချင်းခြေမယ်ဒါဆိုရင်ဒီဘက်က minus 2ph ဟိုဘက်ကိုပို့ရင် plus 2ph အဲ့တော့ 2ph နှစ်ခါပေါင်းလိုက်ရင် 4ph ဖြစ်သွားပြီးတော့ဒီဘက်ချမ်းမှာ y square ကျန်ခဲ့ပါမယ်အဲ့ဒီရလာတဲ့ y square equal to 4ph ဒီဘာလို့ခေါ်လဲဆိုရင် standard form of equation of a parabola လို့ခေါ်ပါတယ်အဲဆိုရင်ဒီချက်တို့ရှေ့မှာတည်ခဲ့တဲ့ general form of equation အခုထပ်ပြီးတော့တည်လိုက်ရတာက parabolaရဲ့ standard form of equation အဲ့တော့ဒါကဒီချက်က standard form of equation ရလာပုံလေးကိုပုံရောတွက်စာနေနဲ့ရောရှင်းပြလိုက်တာဖြစ်ပါတယ်။ကဲဒါဆိုရင်ဆက်ပြီးတော့ standard form of equation အကြောင်းလေးကိုလေ့လာလိုက်ရအောင်။ကဲဒီမှာပထမဦးဆုံးတစ်ချက်အနေနဲ့ဒီချက်တို့မှာတဲ့ four standard form of equation of a parabola ဒီချက်တို့ parabola နဲ့ပတ်သက်ပြီးတော့ standard form equation ၄ခုရှိပါမယ် vertex ကတော့ origin တနည်းအားဖြင့် 0.0 မှာရှိပြီးတော့ဒီချက်တို့ရဲ့ axis ဒီ along the x axis or y axis x axis မှာလည်းဖြစ်နိုင်တယ်လို့ y axis မှာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီချက်တို့ကတစ်ခုချင်းစီကိုစပြီးတော့လေ့လာကြည့်မယ်ပထမဦးဆုံးဒီချက်တို့vertex က 0.0 ဖြစ်ပြီးတော့ဒီ chair တို့ရဲ့ axis က along the x axis x axis မှာရှိတယ်ဆိုပါစို့ဟုတ်ပြီကဲဒါဆိုရင်ဒီနေရာမှာဒီ chair တို့ရဲ့ parabola လေးရှိမယ် vertex က 0.0 focus က p.0 directrix က x equal to minus p ဒါကဒီ chair ရှေ့ကequation ဖြစ်ပေါ်လာပုံလေးကိုရှင်းပြထားတဲ့အပုံနဲ့အတူတူပါပဲเนาะဟုတ်ပြီကဲဒါဆိုရင်ဒီနေရာမှာ axis ဒီ x axis အဲ့တော့ဒီ axis တစ်ချောင်းလုံးမှာဒီ chair တို့ x တန်ဖိုးတွေပဲရှိပြီးတော့ y တန်ဖိုးက0ဖြစ်နေတဲ့အတွက်ကြောင့် chair တို့ရဲ့ axis ရဲ့ equation ကိုပြောပါဆိုရင် y equal to 0ပါအဲ့တော့ဒီနေရာမှာ focus ကိုဖြတ်ပြီးတော့ lattice random ကိုဆွဲလိုက်ရင် n point နှစ်ခုရလာပါမယ်အဲ့တော့ chero စောစောကတိထားတဲ့ဘဟုတုတနဲ့ပြန်ချိတ်မယ်အတိနဲ့ပြန်ချိတ်မယ်ဆိုရင်တော့အပေါ်ကိုလည်း 2p တက်ပြီးတော့အောက်ကိုလည်း 2p ဆင်းသွားပါတယ်အပေါ် 2p ဒီ y အပေါင်းဘက်မှာရှိရတဲ့အတွက်ကြောင့် 2p ဒီအပေါင်းပါအောက် 2p ဒီ y အနှုတ်ဘက်မှာရှိရတဲ့အတွက်ကြောင့် minus 2p ဖြစ်သွားပါတယ်ဒီနေရာမှာရှိတဲ့ f က p ပဲဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာရှိတဲ့ h တန်ဖိုးဒီလည်း p အောက်မှာရှိတဲ့h တန်ဖိုးဒီလည်း p ပါပဲအဲ့တော့သူ့ရဲ့ equation ကိုဘာလို့ပြောလို့ရလဲဆိုရင် y square equal to minus 4ph လို့ပြောလို့ရပါတယ်ဒါဆိုရင်သူပြောထားတဲ့ standard form ၄ခုတည်းကတစ်ခုကိုပြီးသွားပါပြီကဲနောက်တစ်ခုသွားပါမယ်ဒါလေးတွေကို teacher တို့သိပြီးသားပါ focus vertex က 0.0 ရှိတယ်ကဲဒီနေရာမှာ focus ဒီဟို x ဝင်ရိုးရဲ့အနှုတ်ဘက်ကိုရောက်လာတာဖြစ်တဲ့အတွက်ကြောင့် minus p, 0 ဖြစ်သွားပါမယ်အဲ့တော့ directrix ဒီဘက်အချမ်းမှာရှိတဲ့အတွက်ကြောင့် x equal to p ဖြစ်သွားပါတယ်เนาะ x အပေါင်းဘက်မှာရှိနေလို့ပါကဲဒီနေရာမှာရှိတဲ့ axis ဒီ x တန်ဖိုးတွေပဲရှိပြီး y တန်ဖိုးက0ဖြစ်နေတဲ့အတွက်ကြောင့် axis တစ်ချောင်းလုံးမှာရှိတဲ့ equation ဒီ y equal to 0ပါကဲဒီနေရာမှာလဲ lattice random လေးကို focus ကိုဖြတ်ပြီး directrix နဲ့အပြိုင်ဆွဲလိုက်တယ် m point နှစ်ခုထွက်လာတယ်အဲ့တော့ဒီနေရာမှာအပေါ်ကိုတက်တဲ့ y တန်ဖိုးက 2p အောက်ကိုတက်တဲ့ y တန်ဖိုးအောက်ကိုဆင်းတဲ့ y တန်ဖိုးကလည်း 2p ဒါပေမဲ့အပေါ်က 2p ကအပေါင်းအောက်က 2p ကအနှုတ်ပြီးတော့ဒီနေရာမှာရှိတဲ့ focus ရဲ့ h တန်ဖိုးက minus p ဒါကြောင့်မလို့ဒီမှာရှိတဲ့ h တန်ဖိုးကလည်း minus p ဒီမှာရှိတဲ့ h တန်ဖိုးကလည်း minus p
ဟုတ်ပြီကဲဒါဆိုရင် teacher တို့ဒီမှာရှိတဲ့ parabola လေးရဲ့ equation ကိုပြောပါဆိုရင်သူ့ရဲ့ equation က y square equal to minus 4px ဘာကြောင့် teacher တို့ minus ဖြစ်သွားတာလဲဆိုရင် teacher တို့စောကလိုမျိုးပဲပေါ့နော်distance formula ကိုသုံးပြီးတော့ရှင်းလိုက်မယ်ဆိုရင် teacher တို့ equation ထွက်လာပါလိမ့်မယ်အဲ့တော့teacher ကတော့တစ်ခုကိုနမူနာတွက်ပြလိုက်တာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုတွေကိုတော့မတွက်ပြတော့ဘူးပေါ့နော်ကိုယ့်ဘက်ကိုသိချင်တယ်ဆိုရင်လေ့လာချင်တယ်ဆိုရင်တွက်ကြည့်လိုက်ပါဒီလိုမျိုး equation ပဲထွက်လာပါလိမ့်မယ်အဲ့တော့ teacher တို့ကဘယ်လိုမျိုးမှတ်လို့ရပြီလဲဆိုရင် teacher တို့parabola ဒီ vertex 0,0 မှာရှိမယ်ပြီးတော့သူ့ရဲ့ axis ဒီခောက်ချိုးညီမြင်တနည်းအားဖြင့် teacher တို့ symmetric ဖြစ်နိုင်တဲ့ axis ဒီဘယ် axis ပေါ်မှာရှိရလဲဆိုရင် x axis ပေါ်မှာရှိမယ်ဒါဆိုရင် teacher တို့ရဲ့ parabola ဒီအဲ့တော့ teacher တို့က left နဲ့ right နဲ့ခွဲလိုက်မယ်ဆိုရင်ဒီဘက်ချမ်းက left ပေါ့ဒီဘက်ချမ်းက right ပေါ့ဒါဆိုရင် teacher တို့ရဲ့ parabola လေးဒီ right ဘက်ကိုသာပွင့်နေမယ်ဆိုရင် y square equal to 4px အဲ့လိုမဟုတ်ဘဲနဲ့ teacher တို့ leftနော်ဘယ်ဘက်ချမ်းကိုသာပွင့်နေမယ်ဆိုရင် y square equal to minus 4px အဲ့တော့မိမိတန်ရာမှတ်ပါနော်အဲ့တော့ x ဘက်မှာ x အပေါင်းဘက်မှာတို့ parabola လေးကပွင့်နေတယ်ဆိုရင်ဒီချာတို့ဒီနေရာမှာ 4px ရဲ့ရှေ့ကအပေါင်းပေါ့အဲ့လိုပဲ x ရဲ့အနှုတ်ဘက်မှာ parabola လေးကပွင့်နေတယ်ဆိုရင်ဒီချာတို့ဒီနေရာမှာရှိတဲ့ equation မှာဘာလက္ခဏာပါရမလဲ minus ပါရမယ်ပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ဒီချာတို့နောက်တစ်ခုကိုဆက်သွားမယ်ကဲဒါဆိုရင် standard form ၄ခုရှိရတဲ့မှာချာတို့နှစ်ခုကိုသိသွားပါပြီနောက်ထပ်နှစ်ခုကိုထပ်လေ့လာပါမယ်ဒီတစ်ခါဒီချာတို့ vertex ကတော့ 0,0 မှာပါပဲဒါပေမဲ့ teacher တို့ရဲ့ axis က y axis ပေါ်မှာရှိပါမယ်အဲ့တော့ထုံးစံအတိုင်းပဲကျတို့ x ဝင်ရိုးရှိမယ် y ဝင်ရိုးရှိမယ် vertex 0,0 မှာကျတို့ parabola လေးရှိမယ်ကဲဒီတစ်ခါ parabola က teacher တို့ y axis မှာ teacher တို့ကောက်ရိုးအနေ symmetric ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ teacher တို့ရဲ့ parabola လေးဒီအပေါ်ကိုပွင့်နေတဲ့ပုံလေးဖြစ်သွားပါပြီကဲဒါဆိုရင် focus ကဒီနေရာမှာရှိမယ်ထုံးစံအတိုင်းပဲအပေါ်တက်သွားတော့တချို့တို့ x ကမပြားမှု0က0ပဲ y တန်မိုးလေးကရွေ့သွားတာဖြစ်တဲ့အတွက်ကြောင့်မူလ0ကနေ p နေရာကိုရောက်သွားတဲ့ကြောင့် f ရဲ့အမှတ်ဒီ0ကိုမှ p ပါ f တိပြီဆိုရင်ကျတို့ direct trip တိပါပြီအဲ့တော့အပေါ်က x y တန်မိုးတွေကအပေါင်းလို့0ကိုမှ p အောက်က y တန်မိုးတွေဒီအနှုတ်ဖြစ်တဲ့အတွက်ကြောင့် cherry ရဲ့ direct trip ဒီ y equal to -p ပါကဲဒါဆိုရင်ဆက်သွားမယ်အဲ့တော့ teacher တို့ဒီ x axis ကိုပဲ symmetric ထားမှာဖြစ်တဲ့အတွက်ကြောင့် y axis ကိုပဲ symmetric ထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ y axis တစ်လျှောက်လုံးမှာ teacher တို့ y တန်မိုးတွေရှိပြီးရော x တန်မိုးက0ဖြစ်တဲ့အတွက်ကြောင့် teacher တို့ရဲ့ axis ရဲ့ equation ကိုပြောပါဆိုရင်ဒီပုံမှာ x equal to 0ပါဟုတ်ပြီဒါဆိုရင် focus ကိုဖြတ်ပြီးတော့ directrix နဲ့အပြိုင်ကျတို့ lattice random ကိုဆွဲလိုက်တဲ့ end point နှစ်ခုထွက်လာတယ်အဲ့တော့ဒီနေရာမှာဒီကျတို့ y တန်မိုး p ရတော့မပြားမှုသို့တော့ h တန်မိုးဒီဘက်ကို 2p ရွေ့သွားမယ်ဒီဘက်ကို 2p ရွေ့သွားမယ်အဲ့တော့ဒီဘက်ချမ်းက h တန်မိုးဒီအပေါင်းဖြစ်တဲ့အတွက်ကြောင့် 2p, p ဒီဘက်ချမ်းက h တန်မိုးဒီအနှုတ်ဖြစ်တဲ့အတွက်ကြောင့် -2p, p ပါအဲ့တော့သူ့ရဲ့ equation ကိုပြောပါဆိုရင် a square equal to 4pyကဲနောက်တစ်ခုသွားပါမယ်အဲ့တော့ teacher တို့ဒီတစ်ခါကျတော့ parabola လေးဒီမှာဖြစ်နေတာကအောက်ကိုပွင့်နေတဲ့ပုံလေးပါဟုတ်ပြီသူ့ရဲ့ focus ကိုစဉ်းစားလိုက်တော့ teacher တို့ focus လေးဒီ y axis ရဲ့အနှုတ်ဘက်ချမ်းမှာဖြစ်တဲ့အတွက်ကြောင့် 0,-p ဒါဆိုသူ့ရဲ့ directrix ကိုစဉ်းစားလိုက်မယ်ဆိုရင် y equal to p ပါဟုတ်ပြီဒါဆိုတော့ teacher တို့ရဲ့ axis လေးကိုစဉ်းစားမယ်ဆိုရင် teacher တို့ရဲ့ axis ဒီနေရာမှာ x equal to 0နေရာမှာရှိပါမယ်ဟုတ်ပြီကဲဒါဆိုတော့ဒီချက်ကဒီနေရာမှာနည်းနည်းလေးပေါ့နော်ဘောင်လေးကနည်းနည်းလေးဟွာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ x equal to 0လေးကမတက်လာတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ချက်ခဏလေးပါအောက်ကို screen လေးချလိုက်မယ်โอเคဒါဆိုရင်ဒီနေရာမှာ x equal to 0ဆိုတာမြင်ရပါပြီဟုတ်ပြီကဲဒါဆိုတော့ဒီချက်တို့ lattice random လေးကိုဆက်ပြီးတော့ဆွဲပါမယ်ဟုတ်ပြီကဲဒါဆိုရင် lattice random လေးကိုဆွဲလိုက်တော့ focus ကိုဖြတ်တဲ့ point နှစ်ခုထွက်လာပါပြီအဲ့တော့ p
P တန်Y တန်မိုးကတော့မပြဘူး minus B ပဲ H တန်မိုးကဒီဘက်ကို 2B ရွေးသွားတယ်ဒီဘက်ကို 2B ရွေးသွားတယ်ဒါပေမဲ့ဒီဘက်ချမ်းက H ဒီအနှုတ်ဖြစ်တဲ့အတွက်ကြောင့် minus 2B ဖြစ်သွားတယ်ဟုတ်ပြီသူ့ရဲ့ equation ကိုပြောပါဆိုရင်တော့ A square equal to minus 4B Y မှာဒါဆိုရင်ဒီချေတို့စောစောကမှတ်တယ်လို့လေးပဲပေါ့တို့ရဲ့ parabola ပုံလိမ့်ဒီ Y axis ကို symmetric လုပ်မယ်ဆိုရင်နှစ်မျိုးဖြစ်နိုင်တယ်အပေါ်ကိုပွင့်တာလေးနဲ့အောက်ကိုပွင့်တာလေးနဲ့ကျတို့အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ open up နဲ့ open down ပေါ့နော် open up ဆိုရင်ဒီချတို့ y တန်မိုးတွေဒီအပေါင်းရှိတဲ့အတွက်ကြောင့် a square equal to 4by အောက်ကိုသွားတယ်ဆိုရင်ဒီချတို့အနှုတ်တန်မိုးဖြစ်မှာပေါ့ a square equal to minus 4by ဒါကဒီချမှတ်ဖို့ပဲပြောတာပါနော်ဘာကြောင့်ဒီလို equation လေးတွေရလာလဲဆိုတာကဒီချရှေ့မှာလဲနမူနာအနေနဲ့တွက်ပြထားပြီးသားရှိပါတယ်အဲ့တော့ကိုကအားတဲ့အချိန်လေးတွေမှာဒီ formula လေးတွေဖြစ်ပေါ်လာပုံလေးတွေသိကျင်နေဆိုရင်ချဲစောစောကနမူနာစဉ်းစားပြတယ်လို့လေတပုတ်ကိုနမူနာယူပြီးတော့စဉ်းစားပြီးတွက်ကြည့်ပါဘာကြောင့် parabola ကအပေါ်မှာပွင့်နေa square equal to 4by ဖြစ်ရတာလေဘာကြောင့်ဒီမှာရှိတဲ့ open down ဆိုရင်ဘာကြောင့် a square equal to minus 4by ဖြစ်ရတာလဲဆိုတာကိုကိုယ်တိုင်လက်တွေ့ကြည့်လိုက်ရင်ပို့ပြီးတော့သိတာပါလိမ့်မယ်เนาะဒီချေကတော့အချိန်ကိုငက်ကွက်တဲ့အားဖြင့်တပုံကိုပဲပုတ်စာ equation တစ်ချောင်းကိုပဲနမူနာအနေနဲ့တွက်ပြထားတာဖြစ်ပါတယ်ဟုတ်ပြီကဲဒါဆိုရင်ဒီချေပြောတဲ့ standard form equation parabola က4ခုပြည့်သွားပါပြီx axis မှာ2ခု y axis မှာ2ခုဟုတ်ပြီဒါဆိုရင်ဒီချေတို့အချင်းကျုံအနေနဲ့ပြီးတော့ဇယားကွက်လေးနဲ့လေ့လာလိုက်ရအောင်အဲ့တော့ဒီချေတို့ parabola ရဲ့ equation vertex က 0,0 focus ကတော့ coordinate axis ပေါ်မှာရှိပါတယ်ဆိုလိုတာကဒီချေတို့ရဲ့ focus တွေဒီ x ဆိုလဲ x axis မှာရှိတယ် y ဆိုလဲ y axis မှာရှိတယ်ဒါကြောင့်သူက coordinate axis လို့ပြောလိုက်တာတနည်းအားဖြင့် coordinate axis ဆိုတာက x axis y axis ကိုပဲပြောတာဖြစ်ပါတယ်ဒီနေရာမှာချေတို့ရဲ့ p တန်ဖိုးဒီ greater than 0 3ညထက်ကြီးပါတယ်ပြောရမယ်ဆိုတော့ p တန်ဖိုးကအပေါင်းပါเนาะဟုတ်ပြီကဲဒါဆိုရင်ဒီချေတို့လေ့လာထားတာ equation 4ခုရှိပါတယ် y square equal to 4px y square equal to minus 4px a square equal to 4py a square equal to minus 4py အဲ့တော့ဘာပဲလာ vertex ကတော့ 0,0 y square ပါတဲ့ equation နှစ်ခုဒီဘယ် axis ပေါ်မှာဖြစ်တာလဲဆိုရင်ဒီချေတို့ horizontal axis တနည်းအားဖြင့် x axis ပေါ့เนาะအဲ့ဒါကြောင့်မလို့ x တန်ဖိုးတွေပဲရှိပြီး y တန်ဖိုးမရှိတော့သူ့ရဲ့ equation က y equal to 0ဟုတ်ပြီ a square နဲ့ပတ်သက်တဲ့ equation တွေဒီဘယ် axis မှာ symmetric ဖြစ်တာလဲဆိုရင် vertical axis တနည်းအားဖြင့် y axis y တန်ဖိုးတွေပဲရှိလို့ h တန်ဖိုးက 0အဲ့တော့ y square ဒီဘက်မှာအပေါင်းဆိုရင်ဒီချေတို့ open to the right left right မှာညာဘက်ပေါ့နော်နောက်တစ်ခု y square equal to minus 4ph ကြတော့ open to the left a square ကြတော့အပေါင်းဆိုရင် open at a square မှာအနှုတ်ဆိုရင် open downဟုတ်ပြီဒါဆိုရင်ဒီချေတို့ focus နဲ့ directrix ကိုစဉ်းစားတဲ့အခါမှာလည်းပဲဒီချေတို့ y square equal to 4ph ဒီ x axis ပေါ်ပဲသွားတာဖြစ်တဲ့အတွက်ကြောင့် h တန်မိုးတွေပဲအပြောင်းလဲဖြစ်မယ် focus ကဒီနေရာမှာအပေါင်းဆိုရင် directrix ကအနှုတ် focus ကအနှုတ်ဆို directrix ကအပေါင်းနောက်တစ်ခု x square နဲ့ပတ်သက်တဲ့ကောင်လေးဒီဘယ်ဝင်ရိုးမှာပဲဖြစ်တာလဲဆိုရင် y ဝင်ရိုးမှာပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်တန်မိုးတွေပဲပြောင်းလဲမလဲဆိုရင် y တန်မိုးတွေပဲပြောင်းလဲပါမယ်အဲ့တော့ focus ကဒီဘက်မှာအပေါင်းဆိုရင် directrix ကဘက်မှာအနှုတ်ပေါ့နော်တကယ်လို့ focus ကအနှုတ်ဆိုရင် directrix ကအပေါင်းပေါ့အဲ့တော့မိမိအစင်ပြေသလိုမိမိမှတ်မိနိုင်သလိုလေးမှတ်ပါဒီချေကတော့ဒါအလွယ်ကူဆုံးနဲ့အရှင်းဆုံးလေးပေါ့နော်နားလည်အောင်ပုံလေးနဲ့ဇယားကွက်လေးနဲ့ရှင်းပြီးတော့ရှင်းပြလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီချေဗီဒီယိုလေးကိုဒီနေရာမှာရပ်ထားပါမယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်